မင်္ဂလာပါ Current History and Culture Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဗီဒီယိုတင်တာတော်တော်နောက်ကျသွားတဲ့အတွက်အနှုတ်ညွတ်တောင်းပန်ပါတယ်။ဒီကနေ့မှာတော့ကျွန်တော်ကကရင်လူမျိုးတွေအသုံးပြုတိခတ်တဲ့ကရင်ရိုးရာတူရိယာနဲ့တူရိယာတွေရဲ့အတန်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာထည့်သွင်းဖော်ပြထားတဲ့ပညာရှင်တွေရဲ့တူရိယာတိခတ်ပုံတွေဟာအင်တာနက်ကနေရယူအသုံးပြုထားတာဖြစ်တဲ့အတွက်ပညာရှင်တွေကိုလည်း credit ပေးပါတယ်။ကရင်လူမျိုးတွေရဲ့တူရိယာတွေကိုတထုတစ်သားဝါးနဲ့တရိတ်ဆန်ဥကြိုအဆွဲစရတွေနဲ့ပြုလုပ်တတ်ကြပါတယ်။ဖားစီမောင်းလင်းကွင်းစရတွေကိုတထုနဲ့ပြုလုပ်ကြပြီးတော့အိုးစီကရင်ဆောင်းကောက်ကောင်းထုံခနာစရတွေကိုတော့တစ်သားနဲ့ပြုလုပ်ထားကြပါတယ်။မိချောင်းရှာဘီပါပလွေစရတွေကိုတော့ဝါးနဲ့ပြုလုပ်ထားကြပြီးတော့ပဒိုးကိုတော့ကျွဲကြိုသို့မဟုတ်စင်စွယ်နဲ့ပြုလုပ်ကြတယ်လို့သိရပါတယ်။ကျွဲကြိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့တည်တံ့တင်ဆက်ပေးသွားပါမယ်။ကရင်ရိုးရာတူရိယာတွေပေါ်ကျွန်တော်တင်ပြသွားတာတွေအပြင်ကြည့်ရှုနေတဲ့ပရိသတ်များကလည်းကိုသိထားတဲ့ကရင်တူရိယာတွေကို comment မှာမျှဝေပေးဖို့တောင်းဆိုပေးရစေ။အခုတော့ကျွန်တော်တို့ကရင်လူမျိုးတွေရဲ့တာယာနာပျော်ပွဲကောင်းတဲ့ရိုးရာတူရိယာအတန်တွေကိုနားဆင်ကြည့်လိုက်ရအောင်လားခင်ဗျာ။ဒါကတော့ဖားစီတန်ဖြစ်ပါရခင်ဗျာဒါကတော့ခနာတူရိယာရဲ့အတန်ဖြစ်ပါတယ်ဒါတော့ကရင်ရိုးရာတူရိယာတွေရဲ့တစ်ခုဖြစ်တဲ့ဆောင်းကောက်ရဲ့အတန်ဖြစ်ပါတယ်ဒါတော့ကျွဲကြိုပဒိုးရဲ့အတန်ဖြစ်ပါတယ်ယနေ့ခေတ်အချိန်ခါမှာကရင်ရိုးရာတူရိယာပစ္စည်းတွေကိုအမြတ်တနိုးနဲ့ဖန်တီးနေကြတဲ့ပညာရှင်တွေကိုလည်းလေးစားအားပေးဂုဏ်ပြုသင့်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းကျွန်တော်တို့ရဲ့ channel ကနေကရင်လူမျိုးတွေနဲ့ပတ်သက်တာတွေကိုတင်ပြပေးသွားအောင်မလို့ channel ကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။